တော့ဆင်မလုံးထားရဲ့တောကနဲ့ဝေးရသည်ဆိုတဲ့စာအုပ်တရားညညူတာကိုရလိုက်ပါဆိုတဲ့ခေါင်းစဉ်လေးနဲ့ဖတ်ပြပါမယ်အစင်ပြေတာလေးတွေနဲ့ကြုံရတိုင်းလူတွေဟာထွက်ပေါက်ရှာတဲ့အနေနဲ့ညညူတတ်ကြပါတယ်ညညူလိုက်ရုံနဲ့ပြဿနာတွေပြေလည်သွားရောလားဘသူပဲပြေလည်လိမ့်မလဲကိုနားမှာရှိတဲ့လူစီကိုတောကတွေကူးဆက်စီုံပဲရှိပါတယ်လူတယောက်ရဲ့စိတ်မှာဖြစ်ပေါ်နေတဲ့ခံစားမှုလေးတွေတိုင်းမှာတုန်ခါမှုကလေးတွေရှိနေပါတယ်စိတ်ချမ်းသာပျော်ရွှင်နေတဲ့သူအကောင်းမြင်စိတ်ရှိတဲ့သူစကားကိုနူးညံ့သိမ်မွေ့စွာပြောတတ်တဲ့သူအနားရောက်သွားရင်သူ့စီကနေနေထွေးသိမ်မွေ့တဲ့တုန်ခါမှုလိုင်းကလေးတွေထိတွေ့ကူးဆက်ခံစားရပါတယ်အဲ့ဒီလိုပဲအစိုးမြင့်စတဲ့စိတ်ရှိတဲ့သူဘဝကိုမကျေနပ်မပျော်ရွှင်တဲ့သူမလို့တမစိတ်နဲ့ဒေါသမာနလွှမ်းမိုးနေတဲ့သူအစင်မပြေဖြစ်သမျှတိုင်းကိုညှဉ်းညူနေတတ်တဲ့သူအနာရောက်သွားကြတဲ့အခါမှာပူလောင်ကြမ်းတမ်းတဲ့လှိုင်းရဲ့တန်းကိုဘသူကမှမခံစားကျင်ကြပါဘူးအဲ့ဒီလှိုင်းတွေလွှင့်တတ်တဲ့သူနဲ့ဝေးဝေးမှသာနေလိုကြပါတယ်မပတ်သက်ခြင်းတဲ့အတွက်ရှောင်ကွင်းသွားတတ်ကြပါတယ်လူတိုင်းဟာနူးညံ့သိမ်မွေ့တဲ့လှိုင်းကလေးတွေရဲ့ဆွဲငင်မှုရှိရာစီမှာပဲညှိတွယ်နေတတ်ပါတယ်တချို့ဟာမျက်နှာကလေးမြင်ုံနဲ့အတန်ကလေးကြားယုံနဲ့စိတ်အေးချမ်းကြည်လင်မှုကိုပေးနိုင်စွမ်းရှိပါတယ်။အစင်ပြေတာပြဿနာလေးတွေရှိလာရင်လဲလူတကာသိအောင်ညှဉ်းညူမနေပဲကိုလုံးစရာရှိတာကိုအေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်နဲ့ဆက်လုပ်သွားပါတယ်။အချိန်တန်တော့ပြဿနာရဲ့အဖြေကိုရှာဖွေနိုင်တာပါပဲ။စိတ်တည်ငြိမ်အေးချမ်းနေတဲ့သူကပို့ပြီးတပန်းတာပါတယ်။မတည်ငြိမ်ပဲရောက်ရက်ခတ်ညှဉ်းညူနေတာဟာပြဿနာရဲ့အဖြစ်မဟုတ်တာပြဿနာကိုဖြေရှင်းနိုင်တဲ့အပြင်ကိုယ်တိုင်ရောသူများကိုပါတောကတွေနဲ့ဖူလောင်စေပါတယ်အရင်ကဆိုကျမလည်းအင်မတန်ညှဉ်းညူတတ်ပါတယ်အစင်မပြေတာလေးတွေရှိရင်ညှဉ်းညူတော့ပိုစိတ်ညစ်ကိုအနာကလူတွေပါအပူတွေကူးဆွဲပြဿနာကလည်းဒီတိုင်းပြေလည်သွားတာမဟုတ်အခုကျတော့စိတ်ညစ်စရာပြဿနာအခက်ကလေးလေးတွေနဲ့ကြုံရတဲ့အခါဆိုရင်ဖယားခန်းနဲ့သာဝင်နေလိုက်ပြီးဖယားရှိခိုးတရားထိုင်အမျှဝေမေတ္တာပို့လုံနေလိုက်ပါတယ်ညှဉ်းညူနေမဲ့အစားကိုယ်စိတ်ကိုအေးချမ်းတည်ငြိမ်အောင်တိဆောက်လိုက်တဲ့သဘောပါပဲကိုယ့်ရဲ့စိတ်ကလေးကြည်လင်အေးချမ်းလာတော့ပြဿနာကိုဝေဖန်သုံးသပ်နိုင်စွမ်းရှိလာသလိုပြဿနာရဲ့အဖြေကိုလည်းအနည်းဆက်ဆုံးထုတ်ဖော်လာနိုင်ပါတယ်ဒီပြဿနာပြေလည်အောင်ကိုလုံးစရာရှိတာလှုပ်တင်လှုပ်ထိုက်တာမှန်သမျှစိတ်ရှိတီးခံပြီးစိတ်အေးအေးခေါင်းအေးအေးနဲ့လုံနေလိုက်ပါတယ်အချိန်တန်တော့လေကိုယ်တိုင်ရင်ဆိုင်နေရတဲ့အခက်အခဲဟာကိုစိုးရိမ်ပူပန်တလောက်လဲမဟုတ်လာပဲအတန်အသင့်တော့ပြေလည်အဆင်ပြေသွားတာပါပဲတကယ်တမ်းပြဿနာကိုယ်တိုင်ကဒါလောက်မဟုတ်ပါပဲအဲ့ဒါကိုတုတ်ပြန်နေတဲ့ကျမတို့ရဲ့စိုးရိမ်ပူပန်ကြောင်းကြတဲ့စိတ်တွေနဲ့တောကတွေကသာကျမတို့ကိုနှိမ့်ဆက်ညှဉ်းပန်းနေတာပဲဖြစ်ပါတယ်ညှဉ်းညူတာတွေကိုရပ်တန့်လိုက်တဲ့အချိန်ကစားပြီးတောကနဲ့ဝေးရာစီမှာရောက်နေပြီလို့ယူဆလိုက်ပါအားလုံးကိုကျေးဇူးတင်ပါတယ်